ဒီနေ့ကကျွန်တော်စာတင်တာမဟုတ်တဲ့ခါကျတော့လေဒီအလုပ်တလို့ပုံစံမျိုးတော့ကျွန်တော်မ share တော့ဘူးပေါ့နော်အချင်းချင်းဒီတိုင်းပဲဟိုမျှဝေတဲ့ပုံစံမျိုးလေးပဲကျွန်တော်တွားလိုက်မှာပေါ့အဲ့လိုဆိုတော့ဒီအချိန်လဲကျွန်တော်တို့ကန့်တတ်ထားတဲ့ခါကျတော့လေပြောစရာရှိတာလေးကိုပဲကျွန်တော်ပြောသွားလိုက်မယ်ပေါ့နော်ပြောသွားလိုက်ပြီးတော့တခုခုတကယ်လို့မေးစရာရှိတာတို့ဘာတို့မရှင်းတာတို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီတစ်ချက် chat ထဲမှာပဲဖြစ်ဖြစ်ပေါ့နော် reserve လုပ်လိုက်လို့လည်းရတယ်စာလေးပို့လိုက်လို့လည်းရတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ရက်ပြီးတော့ဖြည့်ပေးပါမယ်အားလုံးရင်းရင်းနှီးနှီးပဲပေါ့နော်ကျွန်တော်တို့ဒီဆရာလုပ်တယ်လို့ပုံစံမျိုးမဟုတ်ပဲねလေအဲ့ဆိုကျွန်တော်ဒီကစလိုက်မယ်ပေါ့နော်ဒီဒါတော့ကျွန်တော်ရဲ့background နဲ့ experience ပေါ့နော်လောလောဆယ်ကျွန်တော်တို့ဒီ experience အနေနဲ့ဆိုလို့ရှိရင်တော့လက်ရှိမှာကျွန်တော် head of internal audit အနေနဲ့ဒီ company international company တစ်ခုမှာလုပ်နေတာရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့လုပ်သက်အနေနဲ့ဒီ management level မှာဆိုလို့ရှိရင်အနည်းဆုံး9နှစ်နီးပါးလောက်ကြားတဲ့ background တော့ရှိတယ်ပေါ့နော်ကျွန်တော် CIA ကိုဖြည့်တဲ့အချိန်မှာပေါ့ဒီ basic အနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ eco နဲ့အကြောင်းပေးထားတာရှိတယ်ပြီးတော့ membership ကလည်းကျွန်တော်တို့ဒီ IA မှာကျွန်တော်ဝင်ထားတာရှိတယ်ပေါ့နော် IA member နေဆိုတော့ကျွန်တော်ရဲ့ email ကတော့ဒီကျွန်တော်နာမည်အတိုင်းပဲ phonethauditor@gmail.com ပေါ့နော်ဒါလေးကတော့ကျွန်တော်ကြော်လိုက်တော့ပေါ့ဒါကတော့ကျွန်တော်စပြီးတော့ဒီ CIA နဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ journey ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဒီ CIA ကိုစပြီးတော့သိခဲ့လဲဆိုတဲ့ဟာနဲ့ဒီဟာကိုဖြေဖို့အတွက်စူးစမ်းဖြစ်ဖို့အတွက်ဘယ်လိုမျိုးကျွန်တော်လုပ်ဖြစ်ခဲ့လဲဆိုတဲ့ဟာလေးမျှဝေပေးတာပေါ့အဲ့လိုဆိုတော့ကျွန်တော်က2015 ဝန်းကျင်လောက်ပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ကျွန်တော်audit အနေနဲ့ဒီ pressure အနေနဲ့ပဲစပြီးတော့အလုပ်ဆောင်ဝင်တဲ့အချိန်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်လောက်ကစပြီးတော့ကျွန်တော်ကဒီ CIA ကိုစပြီးတော့သိတယ်ပေါ့အဲ့ဒါဘယ်လိုသိတာလဲဆိုတော့အဲ့ဒီအချိန်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဒီ SCCI လို့ပြီးတော့ ACCA တို့ပေါ့နော်ဆိုတော့ဒီလို certification တွေကိုအများကြီးလူတွေအများကြီးလိုက်ပြီးတော့တက်နေကြတဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာကျွန်တော်ကကျတော့ဒီ internal audit နဲ့ internal audit ဆိုတာကကျတော့ကျွန်တော်တို့ကဒီသူ့ရဲ့ scope ကကျတော့နည်းနည်းကျယ်ပြန့်တယ်ပေါ့နော်ကျယ်ပြန့်ပြီးတော့ကျွန်တော်တို့လုပ်ရတဲ့အလုပ်တွေကလည်းပဲဒီ accounting ဆို accounting တစ်ခုတည်းလုပ်နေရတာမဟုတ်ဘဲနဲ့တခြားoperational audit တွေ compliance audit တွေစသဖြင့်ကျွန်တော်တို့ကအဲ့လိုမျိုးတွေလည်းလိုက်ဆက်ရတာဆိုတော့ဒီထက်ပိုပြီးတော့သိကျင်တာပေါ့နော် internal audit နဲ့ပတ်သက်ပြီးအဲ့လိုဆိုတော့ကျွန်တော်ဒီ internet မှာရှာကြည့်တယ် internal audit နဲ့ပတ်သက်တဲ့ certification တွေဘာတွေရှိနိုင်တယ်လဲပေါ့နော်အဲ့လိုမျိုးရှာကြည့်တဲ့အချိန်မှာကျတော့အခုဒီ CIA ဆိုတဲ့ဟာကိုစပြီးတော့အဲ့ဒီအချိန်မှာစသိတယ်ပေါ့နော် certified internal auditor ဆိုပြီးတော့မြင်မှုတယ်ဒါပေမဲ့ဒီမြန်မာနိုင်ငံမှာတော့ဘာသာမှကိုမကြားရသေးပဲနဲ့ဒီ training တွေလည်းမရှိသေးဘူးပေါ့နော်သင်တန်းတွေဘာတွေလည်းမရှိသေးဘူးဒါ resources တွေဘာတွေဆိုလဲကျွန်တော်တို့ဘယ်နှရှာမှမသိသေးတဲ့အချိန်ပေါ့အဲ့ဒါကျွန်တော်2016ဝန်းကျင်လောက်ကပေါ့နော်အဲ့ဒီကနေမှကျွန်တော်2016လောက်မှာတည်ပြီးတော့တောက်လျှောက်ပဲပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်တဲ့ဥစ္စာတွေလိုက်ရှာလိုက်ပြီးတော့ဒီ resource တွေဆိုလို့ရှိရင် free ရတဲ့ resource တွေလိုက်ပြီးတော့ဖတ်လိုက်စသဖြင့်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်သွားနေရတယ်2020ပေါ့နော်ဒီ COVID-19 စကားစားအချိန်လေးပေါ့မြန်မာနိုင်ငံမှာအရင်မစိုးသေးဘူးအဲ့ဒီအချိန်လောက်မှာကျွန်တော်ထင်တာဒီ MIGM ဆိုတဲ့အကြောင်းကနေပြီးတော့မှ CIA Part 1ကိုစပြီးတော့သင်တန်းစဖွင့်လာရှိတယ်ပေါ့အဲ့ဒီအချိန်တုန်းကအဲ့ဒါတော့ကျွန်တော်မှတ်မိသလောက်ဆိုလို့ရှိရင်သင်တန်းကြီးက6သိန်းခွဲ9သိန်းဝန်းကျင်လောက်ပဲကြာတယ်အဲ့ဒါကိုကျွန်တော်2ကြိမ်လောက်ခွဲပေးရတယ်ထင်ပါတယ်အဲ့ဒီခေတ်ခါတာပေါ့နော်အဲ့တော့6သိန်းခွဲ9သိန်းလောက်မှာကျွန်တော်တို့ကအကုန်ပါတယ်ဒီ IA ရဲ့ learning online ပေါ့နော် IA ရဲ့ learning portal လည်းပါတယ်ပြီးတော့ဒီတို့ရဲ့စာသင်တဲ့ဒီ training fees တွေရောအကုန်ပါပြီးသားပေါ့နော်အဲ့ဒီအတော့ကျွန်တော် part 1ကို batch 3ပေါ့အဲ့ဒီအချိန်တော့ batch 1နဲ့ batch 2နဲ့တို့ကဖွင့်ပြီးသွားပြီ batch 1မှာလည်းအဲ့လိုပဲတို့ဖွင့်ထားပြီးတော့အောင်တဲ့လူ1ယောက်2ယောက်လောက်ကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့လိုဆိုတော့ batch 3မှာကျွန်တော်ဝင် join ဖြစ်တယ်2020မှာဒါပေမဲ့ဘာတွေဖြစ်လာလဲဆိုတော့ covid တွေချိန်တွေပိုဆိုးလာတယ်ဆိုတဲ့ဟာနဲ့ပြီးတော့2021ကျတော့လည်းခုနပြောလို့နိုင်ငံရေးကိစ္စတွေဖြစ်လာတယ်ဆိုတော့ဒီစာမွေးဖြေဖို့ကိစ္စကိုကျွန်တော်ဆက်ပြီးတော့မသွားပြစ်လိုက်ဘူးမသွားပြစ်ဖက်နဲ့ဆက်ပြီးတော့လည်းမလေ့လာပြစ်လိုက်တော့ဘူးပေါ့နော်အဲ့မှာနေတော်တော်ကြာသွားတယ်နောက်ထပ်အချိန်ပေါ့နော်ကြာသွားပြီးတော့ကျွန်တော် LinkedIn မှာဒီထက်လူတွေတော့ကျွန်တော်တို့ LinkedIn တော်တော်များများသုံးကြမယ်ထင်ပါတယ်ပေါ့နော် LinkedIn လည်းကျွန်တော်တို့သုံးတယ်ဆိုလို့ရှိရင်ကျွန်တော် connect လုပ်လို့ရတယ်ကျွန်တော်နာမည်နဲ့ဖုန်းမြင့်ဆိုတဲ့နာမည်နဲ့ကျွန်တော်ရှိတယ်ပေါ့နော် LinkedIn မှာလည်းလေအဲ့တော့ LinkedIn မှာကျွန်တော်အဲ့ဒီ senior တယောက်ပဲပေါ့နော်သူကအဲ့ဒီ CIA Part 1အောင်တယ်ဆိုပြီးတော့သူ့ရဲ့ LinkedIn မှာ post တင်ထားတာကျွန်တော်သွားတွေ့တယ်
တက်တွေ့တော့သူ့ကိုပဲကျွန်တော် chat box ကနေဒီ messenger ကနေတွားပြီးတော့မေးလိုက်တယ်ပေါ့နော်မေးလိုက်တယ်ဘယ်လိုလုပ်တာလဲဘယ်လိုဖြေတာလဲဆိုတဲ့ဟာနဲ့ဆိုတော့သူက self study နဲ့ပဲဖြေတာတဲ့သူကအဲ့လိုမျိုးပြောတယ်ဆိုတော့ကျွန်တော်တစ်ခါပြန်ပြီးတော့ CIA ပြန်လုပ်ဖို့တခါအတွေးပြန်ဝင်သွားတာပေါ့ပြန်ဝင်သွားပြီးတော့မှ self study နဲ့ပဲဒီအချိန်မှာတော့လုပ်မယ်ဆိုတဲ့အတွေးမျိုးနဲ့ပေါ့နော်အဲ့ဒါနဲ့တခါထပ်ပြီးတော့ကျွန်တော်ဒီ CIA ကိုဘာတွေလေ့လာမလဲဘယ် resource တွေကိုသုံးမလဲဆိုတာထပ်ပြီးတော့လေ့လာပြစ်တယ်ပေါ့အဲ့ဒီကနေစပြီးအဲ့လိုဆိုတော့2022ဝန်းကျင်လောက်မှာကျွန်တော်ရဲ့အဲ့ဒီ CIA part 1ကိုစပြီးတော့ကျွန်တော်ပြန်ပြီးတော့ပြန်စရတယ်ပေါ့နော်ကျွန်တော်ရဲ့ study journey အဲ့လိုပြန်စရတယ်ဆိုတော့အဲ့ဒီအချိန်မှာပဲကျွန်တော် study material တွေလိုက်ဝယ်တယ်လိုက်ဝယ်ပြီးတော့မှအတတ်နိုင်ဆုံးပေါ့နော်ဈေးချိုးဆုံးနဲ့effective ဖြစ်မဲ့ဟာတွေကျွန်တော်ရှာကြံပြီးတော့ဝယ်ဆိုတော့နောက်ပိုင်း slide တွေမှာတော့ကျွန်တော်အဲ့ဒါတွေရှင်းပြပေးမယ်ပေါ့နော်အဲ့လိုဆိုတော့လိုက်ဝယ်ပြီးတော့မှ part 1ကိုကျွန်တော် April 2023လောက်မှာအောင်တယ် part 2ကိုကျွန်တော်က September 2024မှာအောင်တယ်ပေါ့နော်ဆိုတော့တစ်နှစ်လောက်ချားတယ် part 1နဲ့ part 2ချားတယ်မှာလဲဆိုတော့တိတဲ့အတိုင်းပဲအားလုံးလဲအဲ့ဒီအခက်ခဲကြုံရမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီနိုင်ငံမှာကျတော့ကျွန်တော်စိတ်တွေကအများနဲ့တပြေးညီ motivate ဖြစ်မနေဘူးပေါ့နော်အများနဲ့ဒီတစ်ခုခုဆိုလို့ရှိရင်လုံနေရင်တက်လက်နဲ့တခါစိတ်ဓာတ်ကကြာသွားပြန်ပြီအဲ့လိုပုံစံမျိုးပေါ့နော်စိတ်ကအာရုံမရပြန်ဘူးဆိုတဲ့အနေအထားမျိုးတွေခဏခဏဖြစ်တယ်အဲ့လိုဆိုတော့ကျွန်တော်အဲ့ဒါတွေကိုမလုပ်ဖြစ်ဘူးပေါ့နော်စက်တိုက်အဲ့လိုဆိုတော့ September 2024မှာ part 2အောင်တယ်ပြီးတော့မှ2025 April မှာတော့ part 1 part 3အောင်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်1 2 3အကုန်လုံးအောင်ပြီးတော့အဲ့ချိန်မှာပဲ CIA designation ရတယ်ပေါ့လေအဲ့လိုဆိုတော့ဒါကတော့ကျွန်တော်ရဲ့ CIA journey ပေါ့နော်ကျွန်တော် slide တစ်ခုပေါ့နော်ဒီကကျတော့ဗာလဲဆိုတော့ဒီ CIA ကဘာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကျွန်တော်ရဲ့ webinar မှာအစိပ်ပိုင်းလေးတွေကျွန်တော်ခွဲထားတယ်ပေါ့နော်ခွဲထားပြီးတော့ information ကိုလည်းတက်နိုင်ဆုံးစုံအောင်ကျွန်တော်ထည့်ပေးထားပြီးရင်ကျွန်တော်ဒီ slide ကိုလည်း share ပေးမယ်ပေါ့နော်အားလုံးနဲ့လေ email ပို့ပေးလိုက်မယ်အဓိကဒီထဲမှာဘာတွေပါလဲဆိုပထမတစ်ပိုင်းကကျတော့ဒီ CIA ရဲ့အကြောင်းပေါ့နော် CIA ကိုဘာကြောင့်ကျွန်တော်တို့train တင်တယ်ပြီးတော့ CIA ဆိုတာဘာလဲဆိုတဲ့ဟာရယ်ပေါ့နော်ပြီးတော့သူက exam structure တွေနဲ့ခုနပြောတဲ့ study material တွေအကြောင်းအဲ့ဒါကိုရှင်းပြတာပေါ့နော်ပြီးတော့နောက်ဒုတိယတစ်ပိုင်းကတော့ကျွန်တော်ရဲ့လေ့လာခဲ့ရတဲ့ experience ပေါ့နော်ဒီ CIA အောင်လို့ဆိုပြီးတော့ဖြတ်တန်းခဲ့ရတဲ့ experience ကိုကျွန်တော်ကထပ်ပြီးတော့ share ပေးမယ်ပေါ့နော်အဲ့လိုဆိုတော့နှစ်ပိုင်းတော့ကျွန်တော်ခွဲထားတယ်ဆိုတော့ဒါပထမပိုင်းကတော့ CIA အကြောင်းကျွန်တော်တို့ပြောကြမှာပေါ့နော်အဲ့တော့ CIA ဆိုတာကကျွန်တော်တို့ Certified Internal Auditor ရဲ့အတူကောက်ပေါ့နော်အဲ့လိုပဲများသောအားဖြင့် CIA လို့ပဲခေါ်ကြတာပေါ့အဲ့လိုဆိုတော့သူ့ရဲ့မိခင်ထုတ်ပေးတဲ့ institution ကကျတော့ IIA လို့ခေါ်တယ်ပေါ့နော် Institute of the Internal Auditor ဆိုပြီးတော့ခေါ်တယ်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်တို့က US base ပဲပေါ့နော်သူရဲ့ base ကလည်းပဲ US base အဲ့မှာသူကအခုလက်ရှိအချိန်ထိဆိုလို့ရှိရင် CIA holder ပေါ့နော်စုစုပေါင်း2သိန်းကျော်လောက်ရှိတယ်လို့သူကပြောတယ်ပြီးတော့ဒီနိုင်ငံပေါင်း160လောက်မှာ160အထက်ပေါ့လေပြောရရင်တော့အခုဆိုရင်တော့190ဝန်းကျင်လောက်ရှိတယ်ထင်တယ်သူတို့ပြောထားတဲ့အချိန်အဲ့ဒီဝန်းကျင်လောက်ရှိတဲ့နိုင်ငံတွေအားလုံးမှာဒီဟာကိုကျင့်သုံးတယ်လက်ခံတယ်ဆိုတဲ့ဟာမျိုးပြောတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ဒီများသောအားဖြင့်ကျွန်တော် Asian countries တွေမှာလက်ခံတာတွေရှိတယ်ပြီးတော့ Middle East လို့ခေါ်ရဲခုနပြောရဲဒူဘိုင်းတို့လိုဒီ UAE တို့လိုနိုင်ငံမျိုးတွေဘက်ပေါ့နော်စီးပွားရေးကောင်းတဲ့နိုင်ငံတွေအဲ့လိုဘက်တွေမှာလည်းပဲဒီ CIA ကိုအတိအမှတ်ပြုကြတယ်ဒါအာရှမှာဆိုလို့ရှိရင်ခုနပြောလို့ဒီစင်ကာပူတို့ထိုင်းတို့ဒီဟောင်ကောင်တို့စသဖြင့်ပေါ့နော်အဲ့လိုဘက်တွေမှာလည်းပဲသူကအတိအမှတ်ပြုတယ်လက်ရှိဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲ CIA ကိုတော်တော်များများတိလာကြတယ်ပေါ့နော် CIA ဆိုတာဘာလဲဆိုတော့မသိဘူးဥပမာတချို့ကုမ္ပဏီတွေဆို Internal Audit Manager level လောက်ခေါ်ရဲဆိုရင်သူက CIA ကို requirement နဲ့မှာထည့်ပြီးတော့ရေးကြတာတွေခဏခဏတွေ့ရတယ်ဒါပေမဲ့ HR တွေကတော့ CIA ဆိုတာဘာလဲမသိသေးပါဘူးလောလောဆယ်တော့ဒီကျွန်တော်ထင်တာတော့အဲ့လိုတော့နားလဲတယ်ဒါပေမဲ့သူတို့လည်းCertified Internal Auditor ဆိုတဲ့ဟာရှိနေတယ်ဆိုတာကိုတော့သူတို့ကြားဘူးနောက်တော့ရှိမယ်ဒါပေမဲ့ဒီ course ကဘယ်လိုပုံစံမျိုးလဲဘယ်လိုတွေတင်ဘယ်လို skills တွေတင်ရတာလဲဆိုတာမျိုးတော့သူတို့မသိလောက်ဘူးလို့ကျွန်တော်ထင်တယ်ပါဒါပေမဲ့ခုနောက်ပိုင်းခေါ်တဲ့အလုပ်ခေါ်စာတွေဆိုကျွန်တော်ကြည့်လိုက်အရင်တော့ဆို ACCA CPA SCCI စသဖြင့်ပေါ့နော်အဲ့လိုဟာတွေပဲရေးကြတယ်နောက်ပိုင်းမှာအဲ့ဒီ CIA က additional ဒီ advantage အနေနဲ့ပါလာတာတွေတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ job opportunities တွေကလည်း CIA ပြီးထားတယ်ဆိုရင်ကျွန်တော်တို့အများကြီးတက်လာနိုင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ higher salary ပေါ့နော်ပိုကောင်းတဲ့လစာတွေကိုရနိုင်တယ်ဒါကတော့ကျွန်တော်တို့က ယူရှင်းပါတယ်ဒီ CIA မှမဟုတ်ဘူးပေါ့နော်ဘယ် certification မဆိုကျွန်တော်တို့ကအဲ့ဒီ certification ကို pursue လုပ်လိုက်တာနဲ့အားလုံး completed ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ကဒီ higher salary ကိုမျှော်မှန်းလို့ရတယ်ပေါ့နော်ကိုယ့်ရဲ့ skill တက်လာတာနဲ့အများလေနောက်တစ်ခုကတော့ပိုကောင်းတဲ့ position level တွေကိုကျွန်တော်တို့တက်လှမ်းလို့ရတယ်
အဲ့တော့ဒီဟာကတော့ဒီကျွန်တော်ရဲ့ကိုယ်တွေ့နဲ့လည်းပြောပြလို့ရတယ်ဘာလို့လဲဆိုတော့ CIA ကိုစပြီးတော့ကျွန်တော်ပတ်ဝန်းကိုစပြီးတော့လေ့လာတယ်ဆိုတာနဲ့ကိုတော်တော်လေးလုံလောက်တယ်ပေါ့နော်လုံလောက်တယ်ဆိုတာက CIA ရဲ့ course framework ကကျတော့တော်တော်လေးလက်တွေ့ဆန်တယ်ပေါ့နော် practical ဆန်ပြီးတော့မှဒီတကယ်လက်တွေ့မှာလုပ်နေရတယ်ကြုံနေရတဲ့အခက်အခဲတွေနဲ့ကြုံနေရတဲ့ဒီပြဿနာဖြေရှင်းနည်းတွေပါတော့ပါတယ်အဲ့လိုဆိုတော့ကျွန်တော် CIA ပတ်ဝန်းကိုလေ့လာပြီးတဲ့အချိန်မှာ internet audit လုပ်ဖို့အတွက် confidence ကတော်တော်ကိုတက်သွားတယ်ဒီတာမန် certification တွေနဲ့မတူဘဲနဲ့ပေါ့နော် CIA ကတော်တော်လေးကိုသူကလက်တွေ့နဲ့နှီးစပ်တဲ့ certification ကိုကျွန်တော်တို့ကပြောလို့ရတယ်လုံးဝဟိုလိုပြင်းစရာကောင်းတဲ့ theory တွေကြီးပဲသင်ရတာမျိုးမဟုတ်ဘဲနဲ့လေအဲ့လိုပုံစံမျိုးအဲ့လိုဆိုတော့ confidence ကတော်တော်ကိုတက်သွားပြီးတော့ကျွန်တော်တို့ကအလုပ်တွေကိုပိုလုပ်နိုင်ဖို့ပြီးတော့ process တွေကိုပိုနားလည်ဖို့အတွက်တော်တော်လေးအားရှိလာတယ်ပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ကပိုကောင်းတဲ့ position တွေကိုရဖို့အတွက်လည်းအခွင့်အလမ်းတွေပိုများလာတယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့နောက်ဆုံးဒီအရေးကြီးတဲ့အချက်ကကြတော့ဗာလဲဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲပေါ့နော်လက်ရှိမှာကျွန်တော်တို့ဒီနည်းနည်းပါးပါလေ့လာနေတဲ့ကျွန်တော်ဒီမိတ်ဆွေတွေဆိုလို့ရှိရင်တော့သိမှာပေါ့နော်အဲ့ဒါတော့ဗာလဲဆိုတော့ဒီ internet audit နဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီ alert ဖြစ်လာကြတယ်လုပ်ငန်းရှင်တွေတော်တော်များများပေါ့နော်လုပ်ငန်းရှင်တွေတော်တော်များများဥပမာဆိုရင်ကျွန်တော်တို့အရင်တော့ပေါ့နော်ခေတ်ကောင်းတော့ဆိုလို့ရှိရင်ကျွန်တော်တို့ local ရဲ့ဒီ group company တွေပေါ့နော်အကြီးတွေပေါ့ company အကြီးတွေဆိုရင် internet audit ကို inspector ပေါ့နော်ပြောရရင် inspection ပြီးတဲ့သဘောလောက်ပဲထားကြတာများတယ်ထားကြပြီးတော့မှသူတို့ကဘယ်သူရဲ့အောက်မှာထားလဲဆိုတော့ finance manager တွေရဲ့အောက်မှာထားတယ်ပြီးတော့ CFO တွေရဲ့အောက်မှာထားတယ်ပေါ့နော်ထားပြီးတော့CFO တွေ report တင်ရတယ် finance manager တွေ report တင်ရတယ်ပြီးတော့ audit လို့ပြောလိုက်ရင်ဘယ်သူမှသိပြီးတော့ view မဆိုင်ချင်ကြဘူးပေါ့နော်ပြောရရင်တော့ဒါဒီထဲမှာတော်တော်များများလဲကျွန်တော်တို့ကြုံမှုတဲ့လူတွေရှိပါလိမ့်မယ်အဲ့လို audit လာတယ်ဆိုလို့ရှိရင်ဘာမှဟိုမပြခြင်းမပြုခြင်းနဲ့ပေါ့နော်အဲ့လိုပုံစံပြီးတော့အဲ့လိုမပြမပြုလို့ကျွန်တော်တို့ကခုနလိုအထက်လူကြီးသွားပြောတော့လဲအထက်လူကြီးကလည်းတိတ်အရင်မဆိုင်ဘူးဘာလို့လဲဆိုတော့ဥပမာက profitability ကို generate လုပ်နိုင်တဲ့လူ income generate လုပ်နိုင်တဲ့လူတွေကိုပဲသူတို့ကဦးစားပေးတာပေါ့နော်မှတ်ထားပါတော့အယောင်းသမားဆိုရင်အယောင်းသမားပဲသူတို့ကဦးစားပေးမှာပေါ့ဒီက internal audit ကကြတော့ဟို cost center ကိုသူက internal audit ကကြတော့ cost တွေပဲရှိတာပေါ့သူက revenue မှာ generate မလုပ်နိုင်တာအဲ့လိုဆိုတော့အရင်မဆိုင်ကြဘူးပေါ့နော်အဲ့ဒါကခက်ကောင်းတော့မှာပေါ့ခက်ကောင်းတော့ဆိုတော့တကယ်ကို growth ဖြစ်ခဲ့တဲ့အချိန်တုန်းကဆိုရင်တော့အဲ့လိုတွေဖြစ်ကြတယ်ဖြစ်ကြတော့ပြီးတော့မြန်မာနိုင်ငံကဒီ company ပိုင်ရှင်တော်တော်များများက crony ဆိုတာဒီတော်တော်ပတ်စံရှိတဲ့လူတွေများတယ်ပေါ့များတော့သူတို့ကတော်ရင်နိုင်အောင်ဆုံးရှုံးလာတော့ကိုသူတို့ကဆုံးရှုံးတယ်လို့မယူဆတော့ဘာဖြစ်လဲဆိုတော့ဒီသူတို့ရဲ့ company တွေကဆုံးရှုံးနေတယ်ဒါပေမဲ့တစ်ဖက်ကနေသူကများရအောင်သူကရှာနိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့သူကဒီ internal audit ဒီ governance တို့ internal audit တို့ဆိုတဲ့ဟာမျိုးကိုသူတို့ကဂရုကုန်စိုက်တာအဲ့ဒီခက်ကဒါပေမဲ့အခုဒီခက်ကတော်တော်လေးကိုဒါအကျက်တဲရောက်လာတယ်တော်တော်လေးအခက်တွေ့လာတဲ့အချိန်မှာတော့အခုကြည့်လိုက် group company တွေပေါ့နော်အရင်တော့ ban တွေအပါဝင် group company တွေတော်တော်များများက governance transformation ကိုတော်တော်ကြီးကိုလုပ်နေကြတာကျွန်တော်တို့သတိထားမိတယ်။အရင်တော့ internal audit department တစ်ခါမှမရှိဘူးတဲ့ company တွေဆိုရင်လည်းအခု internal audit department တွေစထောင်တယ်။ internal auditor တွေစခန့်တယ်။ပြီးဟိုတော့ဆိုကျွန်တော် Facebook မှာတော့ page တခုအဲ့ဒီဟွာတွေသူတို့တရုတ်ကလာထိုင်းရလားမသိဘူးလေပစ္စည်းတွေရောင်းတဲ့ page တခုမှာကျွန်တော်တွေ့လိုက်သေးတယ်သူတို့ဝန်ထမ်းအလွဲသုံးစားလုပ်သွားလို့တဲ့ဟို internal audit တွေခန့်ကြပါပေါ့နော်။စင်းစစ်တွေတခြားအကောင့်ပေါ်နဲ့စင်းစစ်တွေခန့်ကြပါအခုသူတို့လည်းခန့်နေပါဘာညာဆို share ထားတာကျွန်တော်တွေ့လိုက်သေးတယ်ညတစ်ပြည့်အဲ့လိုဆိုတော့တော်တော်များများအခုမှ internal audit ထားရမယ်ဆိုတဲ့အသိဝင်ကြတာပေါ့နော်ဝင်ကြပြီးတော့ internal audit တွေကိုပို့ပြီးတော့မှဒီ recognize လုပ်လာကြတယ် internal auditor တွေရှိခြင်းအပြင်သူတို့ကိုလည်းဘယ်လိုတွေ value added ဖြစ်တယ်ဆိုတဲ့အသိဉာဏ်တွေဝင်လာကြတာပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့ opportunity တွေဒီပြည်တွင်းမှာလည်းပဲရှိလာတယ်ပေါ့လေဘာပြောပြောဒီတစ်ဖက်ကအခက်အခဲလည်းရှိသလိုတစ်ဖက်ကခုနကပြောသလို opportunity တွေများလာတယ်ပေါ့နော်အဲ့ဒါကြောင့် local transformation အကြောင်းအဲ့လိုရှိတယ်ဆိုတာလေကျွန်တော်သိတဲ့လောက်ကလေးမျှဝေတာပေါ့နော်ပြီးတော့နောက်တစ်ချက်ကတော့ skills တွေ abilities တွေတက်လာတယ်အဲ့ဒါကတော့ကျွန်တော်တို့ကရှင်းပါတယ်ဒီ course ကိုလေ့လာလိုက်တယ်ဆိုရင်တော့ skills နဲ့ abilities ကတော့ဒေတာပေါက်တက်လာလိမ့်မယ်ဘာလို့ဆိုတော့သူက somewhere ဖြေရတယ် somewhere ကလည်းပဲတကယ်ကိုတင်းကျပ်တဲ့စီမင်းစည်းကမ်းအနေနဲ့ဖြေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ထဲမှာပါတဲ့ course တွေကိုတမန်ကန်ရှန်ကလေ့လာလို့မရဘူးပေါ့နော်တကယ်ကို concept တွေကိုတကယ်နားလည်ပြီးတော့လက်တွေ့မှာ apply လုပ်နိုင်တဲ့အခြေအနေမျိုးရောက်မှာပဲကျွန်တော်တို့ကဒီ exam တွေကိုအောင်နိုင်တာပေါ့နော်အဲ့လိုဆိုတော့အောင်ပြီဆိုတဲ့နောက်တော့သိကြတယ်အဲ့ဒီဟာတွေကိုတကယ် apply လုပ်နိုင်တယ်ဆိုတော့ skills တွေ ability တွေလည်းတက်လာတယ်ပေါ့နောက်တစ်ခုကတော့ CIA ပြီးထားတယ်ဆိုတော့ဂုံပုတ်ပေါ့နော်အဲ့ဒါက respect နဲ့ admiration ပေါ့နော် respect ရတယ်ဆိုလိုတာကဒီ organization တွေကကျွန်တော်တို့ respect ထားတာတွေရှိတယ်CIA ပြီးထားတဲ့လူဆိုလို့ရှိရင်ဟာသူကတော့ CIA ပြီးထားတာပဲအဲ့တော့ CIA ပြီးထားတဲ့သူတရားဖြစ်တဲ့အတွက်ကြောင့်မလို့ smart ဖြစ်တယ် audit နဲ့ပတ်သက်ပြီးတော့ကောင်းကောင်းနားလည်တယ်ကျွမ်းကျင်တယ်ဆိုတော့ဒီလိုမျိုး respect တွေရလာနိုင်တယ်ပေါ့နော်ဒါဒီသူ့ရဲ့
CIA ကိုဘာကြောင့်ကျွန်တော်တို့စူးစမ်းကြည့်တင်လဲဆိုတော့ကောင်းတဲ့အချက်တွေပေါ့နော်အဲ့ဒါကိုကျွန်တော် sharing လုပ်ပေးတာနောက်တစ်ခုပါနောက်တစ် slide ကကြတော့ဒါပါလဲဆိုတော့ဒီ CIA credential ကိုရဖို့အတွက်ပေါ့နော်ကျွန်တော်တို့လုပ်လို့ရတဲ့နည်းလမ်းတွေပေါ့နော်ဘယ်လိုနည်းလမ်းတွေနဲ့ကျွန်တော်တို့ချင်းကပ်လို့ရနိုင်မလဲဆိုတာတွေပြီးတော့ဘယ်လိုမျိုး requirements တွေလိုလဲဆိုတဲ့အားတွေကျွန်တော်ပြောပြထားတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီ CIA ကို try နေတဲ့သူတွေအနေနဲ့ကကျတော့ 4E's ပေါ့နော် E ကနန်း E အရေးအတွက်၄လုံးရှိတယ် education ရယ် ethics ရယ် examination ရယ်နောက်တစ်ခုက experience ရယ်ဆိုပြီးတော့ကျွန်တော်တို့က၄ခုရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့က education မှာဆိုရင်ဘာတွေရှိလဲဆိုတော့အနည်းဆုံး bachelor degree တစ်ခုရထားဖို့လိုတယ်ပေါ့နော် accredited ဖြစ်တဲ့ college ဒါမှမဟုတ် university တစ်ခုอ่ะပေါ့နော်ဒါပေမဲ့အဲ့ဒီ candidate က bachelor degree မရှိဘူးဆိုလို့ရှိရင်လည်းပဲ internal auditor လုပ်တဲ့9နှစ်နဲ့အထက်ရှိတယ်ဆိုလို့ရှိရင်လည်းသူ acceptable ဖြစ်တယ်ဒါ education requirement ပေါ့နော်နောက်တစ်ခုကကျတော့ ethic ကကျတော့ဒီ ethic နဲ့ပတ်သက်ပြီးတော့သူကဒီစပြီးတော့ register လုပ်ပြီးဆိုကြတဲ့ကသူက ethic နဲ့ပတ်သက်တဲ့ကိုယ်တိုင်ဝန်ခံချက်ပေါ့နော် commitment ပုံစံမျိုးသူကတောင်းတယ်ပြီးတော့ဒီ character reference form ကိုခေါ်တယ်ပေါ့နော်အဲ့ဒါကျတော့ဒီ CIA certify ဖြစ်ထားတဲ့ပုံကိုဒါမှမဟုတ်လေကိုယ့်ရဲ့ supervisor ဓာတ်ရိုက် supervisor ပေါ့နော်အဲ့ဒီပုံကိုကနေပြီးတော့မှကျွန်တော်တို့ကဒီ reference ကိုပေးလို့ရတယ်ဒါဆိုလို့ရှိရင်လည်းသူတို့ကလက်ခံတယ်ပေါ့နော်နောက်တစ်ခုကကျတော့ examination ကတော့အားလုံးသိထားတဲ့အတိုင်းပဲကျွန်တော်တို့ကပတ်3ခုရှိတယ်ပြီးတော့သူကအရေးကြီးဆုံးစိတ်ပိုင်းလည်းဖြစ်တယ်အခက်ခဲဆုံးပေါ့နော်အဲ့လိုဆိုပတ်3ခုဖြစ်ပြီးတော့အဲ့3ခုလုံးကိုအောင်မြင်ဖို့လိုတယ်ပေါ့နော်3နှစ်အတွင်းမှာအောင်မြင်ဖို့လိုတယ်ပေါ့အဲ့လိုမျိုးပြောတယ်ဆိုတော့အရင်တော့ကသူက3နှစ်ခွဲရတယ်3နှစ်ခွဲရပြီးတော့အခုသူတို့ကအပြောင်းလဲလုပ်လိုက်တာပေါ့နော်သူတို့ policy change လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်တော့လဲဆိုတော့3နှစ်ပဲပေးတော့တယ်အဲ့လိုဆိုတော့ပတ်တစ်ခုကိုတစ်နှစ်ကျွန်တော်တို့အချိန်ရတယ်ဆိုတော့တော့ပေါ့နော်ခွဲလိုက်မှုဆိုရင်နောက်ဆုံးတစ်ခုကတော့ experience ပေါ့နော် experience ကကြတော့ bachelor အောင်ထားတဲ့လူပေါ့နော် bachelor ရထားတဲ့သူဆိုလို့ရှိရင်experience ကသူက2နှစ်လိုတယ် working experience ပေါ့နော် internal auditor အနေနဲ့ working experience ဒါမှမဟုတ် internal audit နဲ့ relate ဖြစ်တဲ့ဒီ experience ကို2နှစ်သူကလိုတယ်အဲ့လိုမဟုတ်ဘဲနဲ့သူက master degree ပေါ့နော် MBA တို့ဘာလို့အဲ့လိုမျိုးရထားတဲ့သူဆိုလို့ရှိရင်တော့သူက1နှစ်လိုတယ်အဲ့လိုဆိုတော့ experience ကို short ပေးတယ်ပွဲမြင်လာတာနဲ့အမျှပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အဲ့ဒီ experience လိုအပ်ချက်ကကြတော့ကျွန်တော်တို့ကဒီတကယ်လို့မပြည့်သေးဘူးပေါ့နော်ကိုကဒီ CIA ကိုစပြီးတော့ try နေတဲ့အချိန်မှာမပြည့်နေသေးဘူးဆိုရင်တော့မှအားလုံးဒီ somewhere တွေအောင်ပြီးမှ try လိုက်ရတယ်အဓိကကတော့ဒီခုနလို3နှစ်အတွင်းမှာသူပြည့်မီတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က CIA credential ကိုရှောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ somewhere ကိုကျွန်တော်တို့ကအရင်ဖြည့်နေလို့လည်းရတယ်ဖြည့်ပြီးတော့မှကျွန်တော်တို့ကဖြည့်ရင်းတန်းတန်းနဲ့အလုပ်လုပ်နေလို့လည်းရတယ်ပေါ့နော်အဲ့လိုကနေမှပြည့်ပြီဆိုမှပြည့်တဲ့အကြောင်းကိုကျွန်တော်တို့ကတင်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ experience ကတော့ဘယ်ကနေရတဲ့ experience တွေဖြစ်တင်လဲဆိုတော့ accounting နဲ့ပတ်သက်တဲ့ဟာတွေတို့ပြီးတော့ finance နဲ့ပတ်သက်တာတို့ပြီးတော့ဒီ internal audit တွေပေါ့နော် internal audit နဲ့ပတ်သက်တဲ့ဟာအဲ့လိုဟာတွေကနေရတဲ့ experience တွေဖြစ်ဖို့လိုတယ်ပေါ့နော်ဒါကတော့သူကလိုအပ်ချက်ဒီ CIA credential ကိုရဖို့အတွက်ဆိုရင်လိုအပ်တဲ့အချက်၄ချက်ပေါ့နော်အဲ့ဒါတော့ E ၄လုံးလို့ကျွန်တော်တို့ကမှတ်လို့ရတာပေါ့နောက်တစ်ခုကကျတော့ဒီ CIA exam မှာပါတဲ့ components တွေပေါ့နော် components ဆိုတာဒီexam components ပေါ့နော်အဲ့ဒါတွေကဘာတွေဖြစ်မလဲဆိုတော့ကျွန်တော်တို့ part 1ရယ် part 2ရယ် part 3ရယ်ဆိုပြီးတော့အစိပ်ပိုင်း3ခုခွဲထားတယ်ခွဲထားပြီးတော့ part 1 part 2 part 3ကဘယ် part ကနေမဆိုသူကစဖြည့်လို့ရတယ်ကိုနဲ့ family ကဖြစ်ဆုံးပတ်ကနေစဖြည့်လို့ရတယ်။အမှကိုကပတ်3ကိုကျွမ်းကျင်လို့ပတ်3အင်ဖြည့်မယ်ဆိုလည်းရတယ်ပေါ့နော်။ပတ်2ကနေဖောက်ဖြည့်လည်းရတယ်။ဆိုတော့သူကအစင်လိုက်ဖြည့်ရမယ်လို့သူကပြောမထားဘူး။အဲ့လိုဆိုတော့ဒီဟာကမေလ28ရက်နေ့ကနေစပြီးတော့မေလ28ရက်2025ခုနှစ်ပေါ့နော်။အဲ့ဒီအချိန်ကနေစပြီးတော့သူကဒီ syllabus အတစ်ကိုသူကချိန်လိုက်တာ။အရင်တော့ syllabus အဟောင်းမှာကျတော့ဒီထက်ပိုပြီးတော့များတယ် cost တွေကပေါ့နော်ဒီ domain တွေပိုများတယ်။သူက domain လို့ယူဆတယ်ပေါ့အမှ part 1မှာဆိုရင် domain အခုဒီကျွန်တော်ပြထားတဲ့ slide မှာဆို domain 5ခုရှိတယ် part 2မှာဆိုလို့ရှိရင် domain 3ခုပဲရှိတော့တယ် part 3မှာဆို domain 4ခုရှိတယ်ဆိုတော့ပိုလွယ်သွားတဲ့သဘောလို့ကျွန်တော်ကတော့ပြောလို့ရတယ်ဘာလို့ဆိုတော့အရင်အဟောင်းတော့ကျွန်တော်အရင်အဟောင်းတော့က syllabus နဲ့အောင်ထားတာပေါ့နော်အရင်အဟောင်းတော့ဆိုရင် part 3မှာသူက domain 4ခုပါတယ်ဒါပေမဲ့အဲ့ domain 4ခုကကျွန်တော်တို့နဲ့မရင်းနှီးတဲ့ domain တွေဘာတွေလဲဆိုတော့ဥပမာ financial management ဆိုရင်တော့ financial management ကတော့ကျွန်တော်တို့နဲ့ရင်းနှီးတယ်ထားလိုက်တော့နောက်ထပ်နှစ်ခုကဘာလဲဆိုတော့ IT ပေါ့နော် information technology နဲ့ information security ဆိုပြီးတော့သူကနှစ်ခုပါလာတယ်အဲ့နှစ်ခုကကျွန်တော်တို့နဲ့တအားကိုစိမ့်တယ်
ဆိုတော့ကျဲလဲကျဲပြန့်တယ်ပေါ့နော် IT ဆိုတော့ကျွန်တော်တို့လုံးဝလေ့လာပြီးရဟာမဟုတ်ဆိုတော့အဲ့ဒါတွေကတော်တော်ခက်တယ်ပြီးတော့နောက်တစ်ခုက business acumen ဆိုတာဟာရှိတယ်အဲ့ကောင်ကကျတော့သူက leadership ပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ project management တွေနဲ့ပတ်သက်တဲ့ဟာကိုသင်ရတာပေါ့နော် management ဘိုင်းကိုအဓိကသင်ရတယ်ဥစားအဲ့လိုဆိုတော့အဲ့ကောင်ကပိုခက်တယ်ဒါပေမဲ့ပို့ပြီးတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီ syllabus အဟောင်းပါလေအခုကတော့ तू ကဒီ standard တွေနဲ့ internal audit သူတို့ထုတ်ပြန်ထားတဲ့ standard နဲ့ကိုက်ညီအောင်ဆိုပြီးတော့ syllabus အသစ်ကို change လိုက်တဲ့အချိန်မှာတော့ तू အဲ့ဒါကြီးပါမလာတော့ဘူးပါမလာတော့ဘဲနဲ့ပို့ပြီးတော့လည်း internal audit လုံးဝ pure internal audit ဖြစ်သွားတယ်ပြီးတော့ဒီဟာတွေကလေ contents တွေကဖြစ်သွားပြီးတော့မှကျွန်တော်တို့ကလုံးဝဒီနဲလဲနဲသွားတယ် domain တွေလေအဲ့လိုဆိုတော့ကျွန်တော်တို့လောက်ရတာပို့ပြီးတော့လွယ်သွားမယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့တော့ဒီမှာပါတဲ့ဟာလေးကျွန်တော်အကြမ်းပြင်းရှင်းပြပေးမှာပေါ့နော် internal audit fundamentals ကကြတော့သူက part 1တကယ်လို့ကိုကဟိုလိုအရင် internal audit အတွေ့အကြုံရှိမနေတဲ့လူဆိုရင်တော့ကျွန်တော်1ကနေစဖို့ပဲအကြံပေးချင်တာပေါ့နော်တကယ်လို့ CIA ကိုက try မယ်ဆိုလို့ရှိရင်တကယ်လို့ကိုက experience တွေအနည်းဆုံး6နဲ့9နှစ်လောက်ရှိနေတဲ့လူပေါ့နော်ပြီးတော့ဒီကိုလုပ်နေတဲ့အလုပ်ကလည်း internal audit ဒီ international standard တွေကို apply လုပ်နေတဲ့ organization လိုဟာမျိုးဆိုရင်ကျွန်တော်တို့ကလုပ်လို့ရတယ်3 to 2လို့ကနေစပြီးတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့အငယ်ပိုင်းပေါ့နော် junior level လောက်ကလုပ်မယ်ဆိုရင်တော့ part 1ကနေစတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့ तू က part 1မှာကတကယ် foundation level ကိုတင်ထားပေးတာပေါ့နော်အဲ့မှာဆိုလဲ foundation of internal auditing ပါတယ် ethics နဲ့ professionalism တွေပါတယ်ပြီးတော့ GRC လို့ခေါ်တဲ့ governance ရယ် risk ရယ် control ရယ်ပိုင်းတွေပေါ့နော်နောက်တစ်ခါ quality assurance နဲ့ improvement program ပြီးတော့ fraud risk တွေအကြောင်းပေါ့နော်အဲ့ဒါကကျွန်တော်တို့ part 1မှာသင်ရတယ် part 2မှာကျတော့ part 2ကကျတော့နည်းနည်းလေး तू ကအဆင့်မြင့်လာတယ်ဘာလဲဆိုတော့ engagement planning အကြောင်းတွေသင်ရတယ်သူကတော့ဒီ supervisor level တွေ manager level တွေလောက်ရတဲ့အလုပ်တွေပေါ့နော်အဲ့အလုပ်တွေအကြောင်းကို तू ကတကယ်ဒီ theory အနေနဲ့ပြန်သင်ရတဲ့သဘော information gathering analysis evaluation ဆိုတာဟာတွေသင်ရတယ်နောက်တစ်ခုက engagement supervision နဲ့ communication ဒါတော့ audit finding ရေးတဲ့အပိုင်းတွေပေါ့နော် follow up လုပ်တဲ့အပိုင်းတွေ part 3ကကျတော့ကျွန်တော်တို့ပို့ပြီးတော့ခုန part 2 ထက်ဆိုင်ရင်ပို့ပြီးတော့ကျဲပြန်လာတယ်အဲ့ဒီမှာဆို internal audit operation ဆိုတာ internal audit ကိုကျွန်တော်တို့က governing လုပ်တဲ့အခါမှာဘယ်လိုတွေလုပ်မလဲဘယ်လိုတွေစီမံမလဲလူတွေဘယ်လိုခန့်မလဲဆိုတဲ့ဟာတွေအဲ့ဒီမှာပါလာတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက internal audit plan ပေါ့နော်အဲ့ဒါတွေပါတယ်နောက်တစ်ခုက internal audit function ရဲ့ quality ကိုဘယ်လိုထိန်းမလဲပေါ့နော်အဲ့ဒါတွေပါလာတယ်နောက်တစ်ခုကတော့ engagement result နဲ့ monitoring ပေါ့နော်အဲ့ဒါတွေပါလာတယ်အဲ့လိုဆိုတော့2နဲ့3ကသူကအရင်ကြီးမကွာဘူးပေါ့နော်သူကအချင်းချင်း interrelate ဖြစ်နေတယ်ချင်းချင်းဆက်ဆက်နေတာပေါ့နော်2နဲ့3part 1ကျတော့လုံးဝ foundation တွေကိုသင်ပေးတာဆိုတော့ part 1နေစတင်လိုက်တယ်ဆိုရင်တော့2နဲ့3ကနည်းနည်းလေးပိုရင်းနှီးသွားနိုင်တယ်ပေါ့နော် family ကပိုဖြစ်သွားနိုင်တယ်ဒါကြတော့ CIA ရဲ့ exam structure ပေါ့ CIA ရဲ့ exam structure ကျတော့ကျွန်တော်တို့က part 3ခုရှိတယ်3ခုမှာ part 1ကသူကအများဆုံး part 1အများဆုံးဆိုတော့ exam ရဲ့ duration ကလည်းသူက2နာရီခွဲပေါ့နော်2နာရီခွဲဆိုတော့မေးခွန်းက total စုစုပေါင်း125ခုရှိတယ်ဆိုတော့မေးခွန်းအမျိုးအစားကသူက multiple choice တွေနဲ့လာတာများတယ်အဲ့လိုဆိုတော့ multiple choice ဆိုတာသူကမေးခွန်းပါမယ်ပြီးတော့ရွေးစရာ4ခုပါမယ်အဲ့ထက်ကနေအမှန်ဆုံးတစ်ခုရွေးပေးရတဲ့ဥစ္စာပေါ့နော်အဲ့လိုဆိုတော့ကျွန်တော်တို့ကနိုင်နဲ့ပြန်တွက်လိုက်တယ်မိနစ်နဲ့ပြန်တွက်လိုက်တယ်ဆိုလို့ရှိရင်နိုင်ပေါင်း2နာရီခွဲအတွင်းမှာကျွန်တော်တို့က125ပုတ်ကိုအပြီးဖြေဖို့လိုတယ်ပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့ကပြန်တွက်လိုက်ရင်တစ်ပုတ်ကို1မိနစ်နဲ့2စက္ကန့်ရတယ်ဖြေဖို့အတွက်ပေါ့နော်အဲ့လိုဆိုတော့ question တစ်ခုကိုကျွန်တော်တို့က1မိနစ်နဲ့2စက္ကန့်တွင်းမှာပြီးအောင်ဖတ်ဖို့နဲ့ရွေးနိုင်ဖို့အတွက်ကျွန်တော်တို့ကလေ့ကျင့်ထားရမှာပေါ့နော်ဒီစာမေးပွဲကိုဖြေမယ်ဆိုလို့ရှိရင်အဲ့လိုပုံစံနောက်တစ်ခုကကျတော့ part 2ပေါ့နော်part 2ကကျတော့ကျွန်တော်တို့ကမေးခွန်းပေါင်း100 part 2နဲ့ part 3ကအတူတူပဲပေါ့နော် part 2နဲ့ part 3ကကျတော့မေးခွန်းပေါင်း100ရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကအချိန်က2နာရီရှိပြီးတော့ကျွန်တော်တို့ကတပုတ်ကို1မိနစ်နဲ့2စက္ကန့်ပဲသူလည်းအတူတူပဲပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကလေ့ကျင့်ထားဖို့လိုတယ်ဒါတော့ exam structure ပေါ့နော်အဲ့ဒါကြတော့ဒီ internal audit ဒီ CIA course မှာပါတဲ့ဒီသူရဲ့ contents အမျိုးအစားပေါ့နော်ဒီ course structure အမျိုးအစားနဲ့နောက်တစ်ခုကကျတော့ဒီ course တွေ CIA ကိုပြီးအောင်အားလုံးပေါင်း1 2 3အကုန်ပြီးဖို့အတွက်ဆိုလို့ရှိရင်ကုန်ကျစရိတ်ပေါ့နော်ခံမှန်းခြေကုန်ကျစရိတ်ကဒါ fix ပဲကျွန်တော်အပြောင်းလဲမရှိဘူးပေါ့နော်ဒီ rate အတိုင်းပဲတွားမှာဆိုတော့ဘယ်လောက်ကုန်ကျနိုင်လဲဆိုတဲ့ဟာပေါ့နော်အဲ့ဒါတွက်ပြထားတယ်ဒီ contents မှာဆိုလို့ရှိရင်သူက CIA ကကျတော့ basic level နဲ့ proficient level ဆိုပြီးတော့သူနှစ်ခုရှိတယ်နှစ်ခုရှိပြီးတော့ basic မှာဆိုရင်ကျွန်တော်တို့ကဘာကိုစစ်တာလဲဆိုတော့ဒီ candidate ရဲ့ memory ကိုစစ်တာပေါ့နော်ဆိုလိုတာကဒီ theory တွေသူတို့ရဲ့ standard တွေနဲ့ပတ်သက်ပြီး candidate ကဘယ်လောက်ထိမှတ်မိနေတယ်လဲပေါ့နော်ဘယ်လောက်ထိနားလည်နေတယ်လဲဆိုတော့စစ်တာဖြစ်ပြီးတော့
proficient level ဆိုတာကျတော့တစ်ဆင့်မြင့်တယ်သူကကျတော့ဘာလဲဆိုတော့ concept တွေအကြောင်းကိုသူကစစ်တာအဲ့လိုဆိုတော့သူကဟိုဟာကိုအလွတ်ကျက်ထားရုံနဲ့မရတော့ဘူးပေါ့နော် theory ကိုအလွတ်ကျက်ထားရုံနဲ့မရတော့ဘဲနဲ့ကျွန်တော်တို့ကအဲ့ theory ကိုလက်တွေ့မှာဘယ်လို apply လုပ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ကနားလည်ထားရဆိုရင် proficient level မှာရှိတဲ့ဒီ contents တွေကိုကျွန်တော်တို့ကဖြည့်နိုင်မယ်ပေါ့နော်အဲ့လိုနှစ်ခုပါတယ်ပေါ့သူရဲ့ဟိုဟာကျတော့ပါပြီးတော့ကျွန်တော်နောက်တစ်ခုကကျတော့ဒီ cost တွေအကြောင်းပေါ့နော်ဒီ CIA ကိုဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က cost ဘယ်လောက်ကုန်ကြနိုင်လဲအဲ့မှာဆိုရင်အရင်ဆုံးကျွန်တော်တို့က1 2 3မဖြည့်ခင်မှာအရင်ဆုံးဘာလုပ်ဖို့လိုတယ်လဲဆိုတော့ဒီ cost တွေအကြောင်းကျွန်တော်တို့မစဉ်းစားခင် CIA နဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ကCIA ကကြတော့ကျွန်တော်တို့က CIA ကိုစပြီးတော့ကျွန်တော်တို့ဟိုမလုတ်ခင်ပေါ့နော်မလုတ်ခင်ကတည်းကကျွန်တော်တို့ကအဲ့ဒီ cost တွေနဲ့ပတ်သက်ပြီးတော့လေ့လာထားလို့ရတယ်လေ့လာထားပြီးတော့ကို ready ဖြစ်ပြီဆိုမှကျွန်တော်တို့က membership ဝင်မယ်ပြီးတော့ application fees ကိုကျွန်တော်တို့ကဟိုတွင်းတာတော့ membership fees တွေတွင်းတာတော့အဲ့ချိန်ကျမှစလုပ်လို့ရတယ်ကျွန်တော်တို့ကကြိုပြီးတော့အဲ့ဒီတွင်းထားစရာမလိုဘူးပေါ့နော်တွင်းထားစရာမလိုဘူးဆိုတော့အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်အဲ့ဒီနီးလန်းဥပမာကျွန်တော်လို့ဆိုရင်တော့ဥပမာပတ်ဝန်းကိုကျွန်တော်ဖြေဖို့အတွက်လုပ်လိုက်တယ်ဆိုလို့ရှိရင် CIA ပတ်ဝန်းနဲ့ပတ်သက်တဲ့ဥစ္စာကျွန်တော်လေ့လာနေလိုက်တယ်လေ့လာပြီးတော့မှကိုနည်းနည်းလေး ready ဖြစ်တော့ပြီပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်ပြီဆိုမှပဲကျွန်တော်ကဒီစပြီးတော့ membership fees တွေစတွင်းတယ် application fees တွေစတွင်းတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒီမှာကကုန်ကျစရိတ်ကကြတော့ကျွန်တော်တို့ဘယ်လိုရှိလဲဆိုတော့ membership fees အနေနဲ့ဆိုလို့ရှိရင်သူကဒေါ်လာ100ရှိတယ်ဒါကကျွန်တော်တို့ဈေးအနှိမ့်ဆုံး fees ပေါ့နော်ဈေးအနှိမ့်ဆုံး fees ကဒေါ်လာ100မြန်မာငွေနဲ့ဆိုရင်အခုပေါက်ဈေးနဲ့ဆို4,300ဆို4,300ဝန်းကျင်လောက်ကျနိုင်တယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ရဲ့ membership fees သူက renewal လုပ်လို့ရတယ်နှစ်စဉ်ပေါ့နော် renewal လုပ်လို့ရတယ်သူက virtual member ဆိုတာကကြတော့ကျွန်တော်တို့ကသူက membership အမျိုးအစားတွေအများကြီးရှိတယ် membership ကကြတော့ဥပမာထားပါတော့ IA Global မှာတိုက်ရိုက် member ဝင်လို့ရတယ်လို့ဒီ chapter တွေမှာဝင်လို့လည်းရတယ်ဥပမာထိုင်းမှာဆိုရင်သူက IA chapter ရှိတယ်ထိုင်းမှာရှိတယ်ဘင်္ဂလားဒေ့ရှ်မှာရှိတယ်ဒီအာရှမှာဆိုရင်ပေါ့နော်စင်ကာပူမှာရှိတယ်အဲ့တော့အဲ့ဒီ chapter မှာတွားဝင်မယ်ဆိုလို့ရှိရင်လည်းပဲသူကစင်ကာပူ chapter ရဲ့ member ဖြစ်သွားတယ်သူလည်းပဲသူကဒီ member ရဲ့ benefit တွေအကုန်လုံးရတယ်ဒီဟာကျတော့ virtual member ကကျတော့သူက online member ပုံစံမျိုးပေါ့နော်အဲ့ကောင်ကဈေးချိုဆုံးမယ်သူကဒေါ်လာ100ပဲကုန်တယ်ကုန်ပြီးတော့မှခုနပြောလို့မြန်မာငွေနဲ့ဆို4သိန်းဝန်းကျင်လောက်ကုန်နိုင်တယ်ကုန်ပြီးတော့ကျွန်တော်တို့ကဘာအဲ့ member ဝင်လိုက်ပြီဆိုတာနဲ့ဘာတွေရသွားလဲဆိုတော့ discount တွေရသွားတယ်ဥပမာ application fees မှာဆိုရင် member မဟုတ်တဲ့လူဆိုရင်ကျွန်တော်$240ပဲကုန်$240ကုန်ကြမှာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က member ခုနလို virtual member ဝင်လိုက်တာနဲ့120ပဲကုန်တော့တယ်120ပဲကုန်တော့တယ်ဆိုတော့$20အဲ့မှာသက်သာတယ်ပေါ့နော်ပြီးတော့ CIA part 1 part 2 part 3ရဲ့ exam fees တွေပေါ့နော် exam fees တွေဆိုလို့ရှိရင်လည်းပဲဒေါ်လာ445ကနေ310ကိုကျသွားတယ်415ကနေ280ကိုကျသွားတယ်415ကနေ280ကိုကျသွားတယ်သူရဲ့ discount တွေရသွားတယ်ပေါ့နော်အဲ့လိုဆိုတော့ total ကဒေါ်လာ1090လောက်ကျွန်တော်တို့ကကုန်တယ်ဒီ1 to part 1ကနေစပြီးတော့မှကျွန်တော်တို့က part 3 ထိအကုန်လုံးခုနလို membership ကကြတော့နှစ်စဉ်ကျွန်တော်တို့ renewal လုပ်ရတဲ့ဟာမျိုး application fees ကတစ်ချိန်သွင်းပြီးတာနဲ့ကျွန်တော်ထပ်သွင်းစရာမလိုတော့ဘူးအဲ့လိုဆိုတော့ part 1 part 2 part 3ကလည်းကိုဖြေးမှပဲသွင်းရတာပေါ့နော်ကြာရင်တော့သူကဒီ somewhere J အတိုင်းပဲသူကပြန်သွင်းရတာမျိုးရှိအဲ့တော့ကုန်ကျစရိတ်အသက်သာဆုံးနဲ့အနည်းဆုံးနဲ့ကျွန်တော်တို့က CIA ဖြစ်ဖို့အတွက်ဆိုရင်တော့အဓိကအရေးကြီးတာတော့ကျွန်တော်ထင်တာပေါ့နော်အဲ့ဒါပါလဲဆိုတော့ somewhere တွေကိုတစ်ချိန်နဲ့အောင်ဖြေဖို့ကအရေးကြီးတယ်လို့ကျွန်တော်တို့ထင်တယ်အဲ့လိုဆိုတော့ somewhere ကိုတစ်ချိန်ထက်ပိုပြီးဖြေလိုက်ရပြီဆိုတာနဲ့ကုန်ကျစရိတ်ကထိုးတက်သွားနှစ်ဆဖြစ်သွားမှာပေါ့နော်အဲ့လိုဆိုတော့အဲ့ဒါ glue site ဖို့လိုတာပေါ့နော်အဲ့လိုဆိုတော့ဒီမှာဆိုရင် membership fees ကကျွန်တော်တို့ကစုစုပေါင်း part 3 ထိဆိုဒေါ်လာ1090 1100ဝန်းကျင်လောက်ကုန်တယ်ပေါ့နော်အဲ့တော့မြန်မာငွေနဲ့တွက်လိုက်ရင်4သိန်းနဲ့တွက်တယ်ဆိုရင်တော့340 350ဝန်းကျင်လောက်ကုန်တယ်ဒါပေမဲ့340 350ကကျွန်တော်တို့ကထိုင်နဲ့ပေးလိုက်ရတာမျိုးမဟုတ်ဘူးလေမဟုတ်ဘဲနဲ့ကျွန်တော်တို့က somewhere အဲ့ဒီပတ်3ခုလုံးကိုအောင်ဖြေဖို့ဆိုရင်ကျွန်တော်တို့က3နှစ်အချိန်ရတယ်3နှစ်အချိန်ရတယ်ဆိုတော့တစ်နှစ်ချင်းစီကျွန်တော်ပြန်ခွဲထုတ်လိုက်ရင်တော့တစ်နှစ်မှာကျွန်တော်တို့က7သိန်း15သိန်းဝန်းကျင်လောက်ပဲကျွန်တော်တို့ကကုန်တာပေါ့ဒါတစ်နှစ်လုံးအနေနဲ့မှာကုန်တာအဲ့လိုဆိုတော့တေချာတာကျွန်တော်တို့ယူတဆိုင်နဲ့လေ့လာပြီးတော့ဇာမွဲကိုတစ်ချိန်နဲ့အောင်လုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကုန်ကျစရိတ်ဘယ်လောက်မှမရှိဘူးဒီ CI ရလေ
ပတ်1ပတ်2ပတ်3အားလုံးအောင်သွားတဲ့အချိန်မှာတော့အဲ့လိုဆိုတော့အဲ့ဒါလေး view site လို့ပြောတာပေါ့နော်သူကအဲ့ဒါဆိုရင်ကျွန်တော်တို့ခွဲလိုက်တယ်ဆိုရင်တစ်နှစ်မှာကျွန်တော်14သိန်း15သိန်းပဲကုန်တော့မယ်ပြီးတော့ဒီ plus ပေါ့နော်ဘာကုန်နိုင်သေးလဲဆိုတော့ခုန study materials တွေဝယ်တဲ့အတွက်ကုန်နေတယ်အဲ့တော့ study material လည်းကျွန်တော်နောက် slide တွေမှာရှင်းပြပေးမယ်ပေါ့လိုမျိုးသွားလို့ရတယ်ဆိုတော့အဲ့တော့စချင်းကိုက CIA ကိုစလုပ်ပြီးဆိုတာ ਨੇ ကုန်ကြစိတ်ကဘာကုန်မှလဲဆိုတော့ခုနလို study material ရွေးပြီးတော့ study material ဝယ်မယ်ဝယ်ပြီးတော့အဲ့ဒါကိုလေ့ကျင့်မယ်လေ့ကျင့်နေဆိုတော့အဲ့ဒီအတွက်ကုန်ကြစိတ်ပဲရှိမယ်ရှိပြီးတော့ကျွန်တော်တို့ကအမှန်ထားပါတော့ကျွန်တော်တို့က5-6လလောက်ကျွန်တော်လေ့လာနေလိုက်မယ်တစ်လကိုကိုယ့်ရဲ့လစာတွေကနေဘလောက်စီကျွန်တော်စုထားမယ်ပေါ့နော်ပတ်စံစုထားပြီးတော့မှ6လ9လလောက်ရှိတဲ့အခါကိုလည်း ready ဖြစ်သွားတယ်စာလေ့လာလို့ ready ဖြစ်ပြီးဖြည့်ဖို့လည်းနည်းနည်းလေးmotivate ဖြစ်လာပြီဆိုတဲ့အချိန်ဆိုရင်ကျွန်တော်တို့ membership စသွင်းလိုက်မယ်သွင်းလိုက်ပြီးတော့မှ application fee သွင်းမယ်ပြီးရင် part 1အတွက်ကျွန်တော် exam fees သွင်းမယ်အဲ့လိုမျိုးပေါ့နော် exam fees ကလည်းသူကသွင်းလိုက်ပြီဆိုတာနဲ့6လအချိန်ရတယ်6လအတွင်းကြိုက်တဲ့အချိန်ကျွန်တော်တို့ကဖြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုဆိုတဲ့အခါကျတော့အဲ့ချိန်ကြမှာကျွန်တော်တို့ကဒေါ်လာ310 120 100ဆိုတော့စုစုပေါင်း220 230ဆို500နဲ့30ကအဲ့ချိန်ကြမှာကုန်ပါပေါ့အဲ့လိုဆိုတော့ကျွန်တော်တို့ကအုပ်လို့ကြီးတထိုင်နဲ့ကုန်တဲ့ဟာမျိုးမဟုတ်တော့ကျွန်တော်တို့အသက်တာတယ်ပေါ့ကျွန်တော်လည်းအဲ့လိုပဲလုပ်ခဲ့တယ်ကျွန်တော်လည်းစချင်းတော့ကအဲ့ဒီ cost saver တွေကိုဒီလိုမျိုးအစားဆုံးတော့ကျွန်တော်မတွက်ကြည့်ဘူးပဲနဲ့ဒီချင်း CIA ပတ်1ကိုဖြည့်မယ်ဆိုရင်ငါဘယ်လောက်ထိကုန်မလဲဆိုတာတော့ပဲကျွန်တော်တွက်တာတွက်ပြီးတော့မှစလိုက်တာပဲပေါ့နော်တိတ်ပြီးတော့ဟိုတွေးမနေဘူးပေါ့အဲ့လိုမျိုးစလိုက်တယ်ဆိုတော့စပြက်သွားတာပေါ့နော်ဘာပြောလဲဆိုတော့ဒီ slide လေးကဟိုဟာဒီဈေးနှုန်းတွေပါနေတော့လေကျွန်တော်နည်းနည်းလေးတခြားလေးရှင်းပြပေးလိုက်တာအဲ့တော့နောက် slide တော့